ဆေးဘက်ဝင်လိတ်ခွန်ဂျယ်လီအချိုပွဲဒီအချိုပွဲဟာအဆင့်မြင့်မီချီလင်းစားတောက်ဆိုင်တွေရဲ့လူကြိုက်များတဲ့အချိုပွဲပဲဖြစ်ပါတယ်69သောစားသုံးသူတွေဟာဒီအချိုပွဲကိုအယူအမှုနှစ်သက်ဆွဲလန်းကြပါတယ်ဆေးဘက်ဝင်ကအရသာအရန်ရှိပြီးစားခြင်းစပွဲကောင်းလာပါတယ်ပြုလို့ရတာတော့မလွယ်ကူလာပါဘူးချက်ပြုတ်ပြင်ဆင်ရတာလဲရှုပ်ထွေးလာပါတယ်ဒီအချိုပွဲဟာလိတ်ခွန်ဂျယ်လီလို့ခေါ်တဲ့တမူထူးခြားတဲ့ပါဝင်ပစ္စည်းနဲ့ပြုလုပ်ထားပါတယ်လိတ်ခွန်ဂျယ်လီပြုလုပ်ဖို့တန့်စင်ပြီးလိတ်ခွန်တွေကိုအိုးကြီးထဲထည့်ပါတယ်ထို့နောက်ရေထည့်ပြီးမီးပိုပေါ်တင်ကပြုတ်ပါတယ်။လိတ်ခွန်လေးကအဟာရဓာတ်တွေရေထဲပျော်ဝင်သွားစေဖို့အချိန်တော်တော်ယူရပါတယ်။လိတ်ခွန်ကိုပြုတ်လိုက်တဲ့အခါအခွန်လေးကကော်ကဲသို့ပစ္စည်းတဲ့အရာထွက်လာပါတယ်။ဒါကတော့ကျွန်ုပ်တို့လိုအပ်တဲ့လိတ်ခွန်လေးကကော်လာဂျင်ဓာတ်ပါပဲ။လိတ်ခွန်ကော်လာဂျင်ဟာပစ္စည်းပြီးတော့ဂျယ်လီနဲ့တူပါတယ်။တရုတ်ရိုးရာနီးတိုင်းဆိုရင်တော့လိတ်ခွန်ဂျယ်လီဟာလိတ်ခွန်တစ်မျိုးတည်းပြုလုပ်တာမဟုတ်ပါဘူး။ပထမဦးစွာကိုဂျီဘယ်ရီတီဂျင်းစင်းမြင့်နဲ့ဆေးဘက်ဝင်ပိုးပင်တစ်ခေါက်တို့ထည့်ပြီးကြိုပါတယ်ပြီးမှလိတ်ခွန်ဂျယ်လီရည်နဲ့ရောပြီးတစ်ခါပြန်ကြိုပါတယ်ကြိုပြီးသွားရင်တော့လိတ်ခွန်ပုံစံခွက်ထဲထည့်ပြီးတဘာဝအတိုင်းအေးခံပါတယ်လိတ်ခွန်ဂျယ်လီအချိုပွဲကိုတော့နွားနို့ပြားရည်နဲ့တစ်သီးအချိုနဲ့ပြုလုပ်ပါတယ်နောက်ဆုံးမှာတော့လိတ်ခွန်ဂျယ်လီအချိုပွဲဟာတကယ်လိတ်ကလေးလိုချစ်စရာကောင်းပြီးဂျယ်လီလိုတုံဤကဆေးဘက်ဝင်အရသာရှိလှပါတော့တယ်